ultrasound မှာအသေးအစီဖုံးနေတယ်ဆိုပြီးအဖြစ်ထွက်လာပြီလားဒါဆိုရင်ရှေ့ဆက်ဘာလုပ်ဖို့လိုမလဲဆိုတာတွေကိုဒီဗီဒီယိုမှာရှင်းပြပေးသွားပါမယ်အားလုံးပဲမင်္ဂလာပါကောင်းတဲ့စေကန်နဲ့စေတန် page ကနေအားလုံးပြန်လည်ကြိုဆိုလိုက်ပါရစေတော်တော် help လို့မှာ follow များအားလုံးလည်းမင်္ဂလာပါကျွန်တော်တို့ပါကောင်းတဲ့မိသားစုစေကန်ရဲ့ပြည်တိုင်းမိသားစုဆရာအောင်ဖြစ်ပါultrasound ရိုက်တဲ့အခါမှာအသေးမှာအစီဖုံးနေဆိုပြီးအဖြစ်ထွက်လာတာတကယ်တမ်းကျတော့အနှဲငယ်စိတ်ပူစရာတော့ကောင်းပါတယ်ဘာလို့လဲဆိုတော့တချို့စီမှာဆိုရင်အသေးအစီဖုံးတာတွေမကဘဲနဲ့အသေးရောင်တာတွေအသေးစိတ်ပျက်စီးတာတွေဖြစ်လာနိုင်ပြီးတော့မှနောက်ပိုင်းကျရင်အသေးချောက်တာတွေအသေးကင်ဆာတွေအထိပါဖြစ်လာနိုင်လို့ပါဒါကြောင့်မလို့ဒါကိုကောက်ခဲ့ဖို့အတွက်ဒီအချက်၃ချက်ကိုမိမိကဆက်လက်လှုပ်ဆောင်ထားဖို့လိုပါတယ်ပထမဆုံးအချက်ကတော့မိမိအသေးရဲ့အခြေအနေကိုပို့ပြီးတော့မှတိကျအောင်စစ်ဆေးဖို့လိုပါတယ်ပထမဆုံးအနေနဲ့မိမိအသေးမှာဘာတွေဖြစ်လာလဲဆိုတော့သိဖို့အတွက် liver function test ပေါ့နော်အသေး enzyme တွေကိုစစ်ပြီးတော့မှအသေး enzyme တွေတက်နေလားဒါမှမဟုတ်အသေးရှောင်နေလားဒါတွေကိုကြည့်ဖို့လိုပါတယ်နောက်တစ်ခုကတော့ fibroscan လို့ခေါ်ပါတယ်သူကတော့အသေးမှာအဆီဘယ်လောက်ရှိလဲနောက်တစ်ခုက fibrosis လို့ခေါ်တဲ့အသေးကဘယ်လောက်မာနေပြီလဲပေါ့နော်ဆိုတော့အမြင်နဲ့တွေကဘယ်လောက်မာနေပြီလဲဒါတွေကို fibroscan ရိုက်ခြင်းအပြင်တိတိကျကျသိနိုင်ပါတယ်ဒုတိယတစ်ချက်ကတော့မိမိဘာလို့အသေးအဆီဖုံးတယ်လဲဆိုတဲ့အကြောင်းရင်းကိုရှာဖွေဖို့လိုပါတယ်ကိုလေးချိန်များနေဆိုရင်ကိုလေးချိန်ကိုရှော့ချဖို့လိုမယ်မိမိကစီးကျူသွေးကြိုရှိရဆိုရင်တော့မိမိရဲ့စီးကျူသွေးကြိုကိုစနစ်တကျထိန်းချုပ်ဖို့လိုပါမယ်သွေးရင်းအဆီများနေဆိုရင်တော့သွေးရင်းအဆီကြာစေးတွေကိုပုံမှန်ဆွဲတော့ဖို့လိုမယ်အဲကြောင့်မလို့အသေးစီဖုံးနေဆိုရင်တော့အရက်တောက်ခြင်းကိုလုံးဝရပ်တန့်ရမှာဖြစ်ပါတယ်တစ်ချက်ကတော့အရေးကြီးဆုံးဖြစ်ပါတယ်မိမိရဲ့ lifestyle နေထိုင်မှုပုံစံစားသောက်မှုပုံစံကိုပြောင်းလဲတာဖြစ်ပါတယ်ပထမအချက်အနေနဲ့အစားအသောက်ပေါ့နော်အစားအသောက်မှာဆိုရင်အချို့တွေအစိတွေနဲ့ fast food ပေါ့နော်ဥပမာခေါက်ဆွဲပြုတ်လိုဟာမျိုးတွေဒါမျိုးတွေကိုရှော့စားဖို့လိုပါမယ်နောက်ပြီးတော့သမင်းနဲ့မုန့်တွေကိုလည်းအလွန်ကျွံစားသုံးခြင်းကိုရှော့ချရမှာဖြစ်ပါတယ်ဒီတော့တစ်ချက်ကတော့လေ့ကျင့်ခန်းလုပ်ပေးဖို့လိုပါလိမ့်မယ်တစ်ပတ်ကို9ရက်ခန့်တစ်ရက်ကိုမိနစ်30ခန်းလောက်ပေါ့နော်လမ်းတော်ရှောက်တာမျိုးတွေစပိန်စီးတာမျိုးတွေဒါမျိုးလေးတွေလုပ်ပေးခြင်းအဖြစ်လဲမိမိရဲ့အသေးအစီဖုံးခြင်းကိုရှော့ချပေးနိုင်မှာဖြစ်ပါတယ်အသေးအစီဖုံးတဲ့ပုံမှာမူတည်ပြီးတော့မိမိတောက်ကြတဲ့ဆေးတွေနဲ့ကုသမှုပုံစံတော့ကွာခြားသွားနိုင်ပါတယ်ဒါကြောင့်မလို့မိမိမှာအသေးအစီဖုံးနေဆိုရင်တော့အသက်တစ်ခုဆရာနဲ့တွေ့ဆုံပြီးတော့မှတိုင်ပင်ဆွေးနွေးမှုအတွက်အကြံပြုပေးခြင်းပါတယ်ဒါကတော့မိမိမှာတကယ်လို့များအသေးအစီဖုံးတာကိုတွေ့ရှိခဲ့ပြီဆိုရင်ဆက်လုပ်ကြမယ်နီလန်3ခုပဲဖြစ်ပါတယ်ဒီလေးကိုအဆုံးထိကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်ထုံးစံတိုင်းပဲသိကျင်တာလေးတွေရှိတယ်လေအောက်ကကွန်မန့်ဝင်ရောက်ရေးသားထားလို့ရပါတယ်မိမိကယောဂလက္ခဏာတစ်ခုတစ်စုံတစ်ရာကိုခံစားနေရလို့တိုင်ပင်ဆွေးနွေးခြင်းနဲ့ဆိုတော့ကျွန်တော်ရဲ့ကောင်းဆန်ဆေးကောင်လာရောက်ပြီးတော့မှလူကိုယ်တိုင်တိုင်ပင်ဆွေးနွေးလို့ရပါတယ်အားလုံးပဲမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေနောက်ဗီဒီယိုမှာပြန်တွေ့တာပေါ့